ကမရိုက်တာမဟုတ်ဘူးဒီကပို့ဟုတ်တယ်မဘာလို့လူတဲ့နေရာမဟုတ်လားမဟုတ်အဲ့ဒါဟိုးဘက်မှာသူပါလေတီလောဝါဘက်မှာတရားကိုရှေ့ကမဝင်မယ်နောက်ကပတ်ဝင်မိတာနဲ့တူတယ်ဟုတ်ပါဘူးနော်ခုတ်အောင်ပါအဲ့လိုမျိုးကျွန်တော်ပြီးတော့နောက်တစ်ခုရှိတာဒီလိုညောင်းဖလီဘောကပြန်ရှင်းလာတာအဲ့ပေါ့ဖျားပွဲသွားရှင်းပြီးတော့မှပြန်တွေ့တယ်အဲ့လိုဟိုဖြစ်လို့ဒီအဲ့ဒါယူမလည်းညောင်းတိုင်းတက်ပြီးတော့ညောင်းပြီးပြင်းတဲ့လူကြရင်ဘယ်လိုလုပ်မလဲအိမ်မှာဒူဒူစုံမဲဟောတဲ့ဘေးတင်ဟိုကရုံရုံစမ်းမလို့အမီးတောက်ရင်တော့ဘွေကျိုးအမီးတောက်ရင်တော့ဘွေကျိုးဦးလေးအဲ့ရပြောလို့မရဘူးအဲ့ဦးလေးအကုန်လုံးကလည်းဦးလေးပါလဲအဆက်တွေဆိုတာဘာလို့ရုပ်ရကြီးလိုက်ရင်ဘာလဲရေးမွေးလို့အဲ့ရှာလို့မရအဲ့ရှာလို့မရဒီပတ်ဝန်းရှာရဲနဲ့ဟောဒီနားမှာအဲ့လိုရောက်ပြီးတဲ့ကျိုးလားကိုခေါ်လာခုနကဘေးကဝင်လို့အခုတက်တက်ဝင်ကြည့်တာပါဘေးကဝင်ရလဲဆိုတော့ဒီဟောလိဝုဒ်ကနေဝင်နေနီးလေးပါဟိုဒီနေ့တော့ထိုးနေအောင်လေမျိုးပြီးကြော်တယ်ခဏလေးတမင်ကိုဝိုင်းရစကောဘိုက်အင်းသွားလို့တော့ဆာလာတော့နေဒီကနော်အဲ့တင်းတင်းပဲစိမ့်စိမ့်စုစုရမ်းများခုနှစ်နေ့တော့ကြာပါကြာပြီမိုင်ကြာပြီဒီလူအောင်နေနဲ့လာကြတယ်အဲ့တော့မနက်အစောကြီးစောင်းတင်းကြီးဆိုတော့မြူလေးနဲ့တည်းကမသိပြင်းဦးနေရောက်နေလို့ပါတော့မကြီးလမ်းကဒီလောက်ပတ်ကြမ်းမှသေးဘူးအဲ့တော့ညာရေးကောင်း
မှာကင်မရာမန်တယောက်ပါတယ် မအားရဝင်လာ ကိုယ်လေးကလိုက်လာတယ်ကိုယ်လေးတွေလိမ့်ပါတော်တော်လေးရင်ပါ ပါလဲကျွန်တော်တို့ပြော တဲ့ဘာမှလဲဥစ္စာတွေဘာမှလဲ ငါလမ်းနေမမှတ်မိတော့ဘူး ဟိုမေရှိပဲမလား ဒီလဲမပေါ့ဘူးလေကိုကြီး ဩဘာဝင်အမလေးဘောပေါက်နေတယ်ပေါက်နေနေရတယ်မတော်ဘူး ကိုစင်မပါလဲဒုပြောတယ် လင်းကုန်ရောက် မလစ်လဲကိုစင်မပေါ့နော် ပါဦး ပါဘူး သူမပေါ်ကနေရာတစ်တွေတွေ့တာသူမပေါ်ကနေရာတစ်တွေတွေ့ ဥခင်မတယ်သူ့လည်းခင်ရမ လမ်းကျွတ်မိုးလောင်းကို ရေရအောင်ပဲဟာဒီစက်လိုက်တဘော အခုရတာကိုညနေမှလာတိုင်းဖိုင်နော် ချောကလက်လေးတန်းစီနေရ မိုင်းနေရောလေးနိုင်ရအောင်ရတယ်ပါမိုင်းနေရောဒီမှာအဲ့လိုလေးလာတော့ဆော့ဖြစ်တယ် ကိုစင်မပါလဲတို့ကပြောတယ်ကိုစောမင်းပါလဲကိုစောမင်းပါလဲ ကိုစင်မပါတော့ပို့ပြောဖို့ကောင်းနေတယ် ကိုစင်ပါတော့ပုံပြောကောင်းနေတယ် ဒီကျွန်တော်နဲ့ group လိုက်လို့လို့ ကာလာလေကာလာ ကာ လေ လာလေးကာလာလေး Have you ready? 1, 2, 3. ရပြီခင်ဗျ။ဘာလဲကျွန်တော်တို့ကရွှေညောင်မင်းဘိုးဘိုးကြီးလို့ကားတွေအဲ့တဘောဥစ္စာကိုတားကြိုက်တာဒီနောက်သူတို့ခေါ်တာဘယ်လိုခေါ်မလဲ အပ်စစ်စင်မေးရအောင်။ဒါဒီကဖဲတော့လည်းနေမှာမလို့လား အခုတော့တာမန်တစ်ချက်ပြီးသွားပြီ ။အညာနည်းနည်းစောင်းလိုက်လေပို့ ပေါတော့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  ။တော့သူပြောပါတယ်မလိုက်နဲ့လို့အလုံးရှိနေတာပဲလို့။ဟိုဦးတဲ့လိုက်လို့